ချွေးနှဲစာသိန်း900ကျော်ကိုဒီလိုနေရာတွေမှာအသုံးပြုနေတဲ့မြို့ရွှေမန်းသားဖို့ချစ်တပင်လောကကြီးမှာစုငွေတွေကိုမြတ်ဆဆရတဲ့မင်းသားတွေရှိပေမယ့်ရရရောပြန်လဲလူတန်းသူကတော့စံမင်းသားကြီးမြို့ရွှေမန်းသားဖို့ချစ်ဖြစ်ပါတယ်။ငွေရှာရတာမလွယ်သလိုရှာလို့ရလာတဲ့ငွေကြီးကိုပြန်လဲဆွတ်လွတ်လူတန်းဖို့ဆိုတာကပိုလို့တောင်မှခက်ခဲပါသေးတယ်။ဖို့ချစ်ကတပင်ဥက္ကဋ္ဌပြီးတပင်လောကကြီးတိုးတက်ပြီးတော့အဆင်ပြေစေဖို့ဆိုတဲ့စိတ်ကြောင့်အလူငွေကျပ်သိန်းပေါင်း900ကိုလူတန်းလိုက်ပါတယ်။ဖို့ချစ်လူတန်းလိုက်တဲ့သိန်း900ကတပင်လောကရဲ့အလူအဆုံကန်တာလေးခုအတွက်အတိအကျခွဲဝေလူတန်းပေးခဲ့တာပါ။တပင်ပိုးပွားများရန်ပုံငွေအတွက်သိန်း300တပင်အိမ်ယာစီမံကိန်းအတွက်သိန်း200တပင်ညီလာခံနဲ့တက်ကြီးပူဇော်ပွဲအတွက်သိန်း100ဇော်လေးနိုင်ဇက်အဖွဲ့အတွက်သိန်း300ကိုလူတန်းပေးလိုက်ပါတယ်။မကြသေးခင်ကပဲဇော်လေးနိုင်ဇက်တပင်အဖွဲ့ကခရီးသွားရင်းနဲ့ရေမတော်တဆမှုဖြစ်ခဲ့ပြီးတော့တပင်တဲ့အချင်းချင်းကိုချင်းစာစိတ်ကြောင့်ဖိုးချစ်ကသိန်း300တီတီကိုချက်ချင်းလက်ငင်းလူတန်းပေးခဲ့ပါတယ်။ဖိုးချစ်ကတပင်ကိုခူတော့လုပ်ပြီးတော့ချမ်းသာအောင်လုပ်သွားတဲ့သူမဟုတ်ဘဲတပင်ကြောင့်ရလာတဲ့ချမ်းသာမှုတွေကိုတပင်လောကမှာပြန်လည်အသုံးပြုနေပါတယ်။ဖိုးချစ်ကစုငွေတွေလည်းများများရတယ်လို့ရလာတဲ့စုငွေတွေကိုလည်းတပင်လောကအတွက်ပဲပြန်လည်အသုံးပြုနေရကြောင်းသူ့ကိုတပင်လောကသားတွေကလေးစားနေကြတာပါ။ရလာတဲ့ငွေတွေကသူ့ရဲ့ချွေးနှင်းစာနဲ့စုဆောင်းထားတဲ့ငွေတွေဖြစ်ပေမဲ့လည်းတပင်လောကကြီးကိုတိုးတက်စေချင်တာကြောင့်တနှစ်အတွင်းမှာပဲသိန်း900ကိုလူတန်းနိုင်ခဲ့ပါတယ်။တပင်ဥက္ကဋ္ဌနေရာလဲဖိုးချစ်နဲ့ပဲအထိုက်တန်ဆုံးလားဆိုတော့ခေါမန့်မှာပြောပြခဲ့ပါအောင်ရှင်။ရေတစ်ခွက်သေးနဲ့ကျမ်းမာလာအောင်ကုသပေးနိုင်လို့နိုဘယ်ဆုရလာနိုင်တဲ့ဘိုးတော်လေးနာမည်ကြီးနေတဲ့ဘိုးတော်လေးကမူလာတန်းကျောင်းသားအရွယ်လေးသာရှိသေးပေမဲ့လည်းထူးခြားတဲ့ပါရမီပါလာတယ်လို့ယုံကြည်ကြပြီးတော့ယောဂဝေဒနာခံစားနေရတဲ့သူတွေကိုရေတိုက်ပြီးတော့ကျမ်းမာအောင်လုပ်ပေးနိုင်ပါတယ်။ခင်မီဆေးဝါးတွေစက်ပစ္စည်းတွေနဲ့တောင်ကုသလို့မရတဲ့ယောဂတချို့ကဘိုးတော်လေးတိုက်လိုက်တဲ့ရေတစ်ခွက်နဲ့သက်သာသွားပါတယ်။ဒါကြောင့်ဘိုးတော်လေးကဆေးပညာဆိုင်ရာနိုဘယ်ဆုရဖို့ထိုက်တန်ကြောင်းပြောဆိုနေကြပြီးတော့ဒီဆုကြီးရလာအောင်ကြိုးပမ်းတင်ကြောင်းအကြံပေးနေပါတယ်။ဘိုးတော်လေးကလူတွေကိုရေတိုက်ပြီးတော့ကုသပေးနေပေမဲ့ယုံကြည်သူတွေရှိသလိုမယုံကြည်တဲ့သူတွေလည်းရှိပါတယ်။ဘိုးတော်လေးရဲ့အိမ်မှာရေဘူးတွေရှိပြီးတော့အဲ့ဒီရေတွေနဲ့ပဲ96ပါးယောဂတွေကိုကုသပေးနေတာပါ။ရေမန်းတွေနဲ့ကုသလိုက်ရင်ခွဲစိတ်ရမယ့်ဝေဒနာတွေတောင်မခွဲစိတ်ရတော့ဘူးလို့ဆိုပါတယ်။ဒါပေမဲ့အရွယ်မရောက်သေးတဲ့ကလေးငယ်လေးကိုမိဘတွေကငွေမက်လို့နာမည်ကြီးကျင်လို့ဘိုးတော်ရောင်ဆောင်ခိုင်းပြီးတော့ခိုင်းစားနေရလို့ဆွဆွဲကြပါတယ်။ဘိုးတော်လေးရဲ့အမေကတော့ကလေးကိုမိဘတွေကခိုင်းတာမဟုတ်ပဲဘိုးတော်လေးကသာမိဘတွေကိုပြန်ပြီးတော့ခိုင်းနေရလို့ဆိုပါတယ်။ဘိုးတော်ကဝင်လာတဲ့အချိန်တွေဆိုရင်မိခင်ကသားလို့တောင်ခေါ်လို့မရပဲဘိုးတော်လိုပဲခေါ်ရပါတယ်။ဝေဖန်သူတွေများပေမဲ့လည်းဘိုးတော်လေးကတော့မေတ္တာပဲထားပါတယ်။ဘိုးတော်လေးစီကိုလာရောက်ကုသမှုခံယူနေကြတဲ့သူတွေကဆရာဝန်စီသွားမဲ့သူတွေဖြစ်ပေမယ့်နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ဒီနေရာလေးကိုရောက်လာကြတာဖြစ်ပါတယ်။ရေတစ်မျိုးတည်းတိုက်ပြီးတော့ဘယ်ယောဂကိုမဆိုကုသနိုင်တဲ့ဘိုးတော်လေးရဲ့စမ်းကြယ်မှုတွေကတကယ်ဖြစ်နိုင်ပါမလားဆိုတော့မှတ်ချက်ပေးခဲ့ပါအောင်ရှင်။